အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်ခေါင်းစဉ်ကတော့ကျမကိုနည်းနည်းတော့ထုံထိုင်းစေပါတယ်ဘာလို့လဲဆိုတော့ silence ဆိုတဲ့စကားလုံးကကျမဆိုတဲ့ဖြစ်တည်မှုရဲ့စံကျင်ဘက်အရက်ကိုမျက်နှာမူထားသလိုခံစားရလို့ပါမင်္ဂလာပါရှင်ကျမကတော့ General Thoughts ပိုင်းဝေမော်မှာအပတ်စဉ်တနင်္လာနေ့နဲ့ကြတာပရိနေ့တိုင်းကျမရဲ့တွေးမိတွေးရလေးတွေကို audio book အနေနဲ့မျှဝေပေးနေတဲ့ရဝေမော်မှာပဲရှင်ကျမကပြောချင်တဲ့သူနားထောင်ပေးခြင်းတဲ့သူချစ်ချင်းကိုထုတ်ဖော်ပြသခြင်းတဲ့သူပါတယောက်ပါဒါပေမဲ့လေကျမဘဝမှာလူချင်းခဲ့တဲ့ချစ်ချင်းမြတ်တာရဲ့တောင်းဆိုတန်တွေကိုလစ်လျူရှုခံရတာတွေများလာတဲ့အခါပြောပြခြင်းတဲ့စကားတွေရှိပေမဲ့နားထောင်ပေးမဲ့သူမရှိတဲ့အခါငိုရှိုက်တန်တွေကိုအလောင်ခံရတဲ့အခါယုံကြည်စွာစုပ်ကိုင်ထားခဲ့တဲ့လက်ကလေးတွေကသစ္စာမဲ့သွားတဲ့အခါနာကျင်မှုတွေကိုတယူတရဖတ်တွယ်ပြီးရှင်သန်ရတဲ့အခါမျောလင့်ထားတာတွေဖြစ်မလာတဲ့အခါအကုန်ချုပ်ပြောရရင်တော့လိုချင်တတ်မှတ်ခဲ့တဲ့ပျော်ရွှင်ပွဲရာတွေတခုမှဖြစ်မလာပဲစန့်ကျင်ဘက်တွေကြီးဖြစ်လာတဲ့အခါမှာတော့ကျမတို့ကမတတ်နိုင်တဲ့အခြေအနေတစ်ခုမှာ silent ဆိုတဲ့တိတ်ဆိတ်ခြင်းကိုပဲအာကိုတကြီးဖတ်တွယ်လိုက်ရတော့တာပါပဲကျမအတွက်တော့ silent ဆိုတာဟာရင့်ကျက်ခြင်းရောင်ဆောင်ထားတဲ့စကားလုံးတစ်ခုပါတခါတလေကိုအစင်မတည်တဲ့အခြေအနေတွေကြားမှာငိုကြွေးကျင်တဲ့အချိန်မှာငိုကြွေးခွင့်မရတဲ့အခါနားထောင်ပြီးမယ်နားတစုံမရှိတဲ့အခါနှွေးထွေးစွာဖတ်ပြီးမယ်လက်တစုံမရှိတဲ့အခါကျမ silent လုပ်ပြီးလူကြီးတစ်ယောက်လိုနေပြခဲ့ပါတယ်အချို့အခါတွေမှာတော့ the more silent the more mature ဆိုတဲ့စကားလုံးကိုကျမကိုယ်တိုင်နားလည်လာခဲ့ပါတယ်တချို့ညတွေမှာတော့မပြောဖြစ်တဲ့စကားတွေကိုစိတ်ထဲမှာပဲပြောနေပြီးကိုယ်တိုင်ပဲကိုပြန်လဲနားထောင်ရတဲ့အခြေအနေတွေလည်းရှိခဲ့ပြန်ပါတယ်အချို့အချိန်တွေမှာတော့ငါပြောလိုက်ရင်ဘာဖြစ်မလဲဆိုတာထက်မပြောဘဲနေလိုက်ရင်ပိုကောင်းမလားဆိုတဲ့အတွေးကအနိုင်ယူလာခဲ့ပါတယ်အဲ့ဒီအချိန်မှာကျမတီလာခဲ့တာက silence ဆိုတာမတတ်နိုင်လို့မဟုတ်ဘူးနာကျင်လွန်းလို့ရွေးချယ်လိုက်ရတဲ့အရာတစ်ခုဖြစ်တဲ့ဆိုတာပါsilent ကကျမကိုသင်ပေးခဲ့တာကလူတိုင်းကကိုနားလဲပေးမယ်လို့မမျှော်လင့်တော့ဘူးပါကုတ္တမှုကိုကိုယ်တိုင်သိနေတဲ့အချိန်ရှင်းပြဖို့မလိုတော့ဘူးဆိုတာပါအချို့အရာတွေမှာမပြောလိုက်တာကရှုံးတာမဟုတ်ဘူးကိုယ်စိတ်ကိုကာကွယ်လိုက်တာပါနောက်ဆုံးမှာတော့ကျမသဘောပေါက်လာခဲ့တာကတိတ်ဆိတ်နေတဲ့သူတွေကဘာမှပြောစရာမရှိလို့မပြောတာမဟုတ်ပါဘူးသူတို့မှပြောစရာတွေအယမ်းများသွားလို့မပြောတော့တာပါ silent ဆိုတဲ့စကားလုံးကိုအတိတ်ပဲအမျိုးမျိုးနဲ့ဖော်ပြလို့ရပေမဲ့ဒီ podcast လေးမှာတော့ယဉ်ကျေးခြင်းလူကြီးတစ်ယောက်ဖြစ်လာခြင်းကိုကိုစားပြုတဲ့အတိတ်ပဲနဲ့ပဲဖော်ပြခြင်းပါတယ်တခါတလေမပြောဘဲနေရတဲ့အခိုက်အတန့်တွေဟာကျမတို့မတတ်နိုင်လို့မဟုတ်ပါဘူးကျမတို့ရင့်ကျက်လာလို့ပါချစ်တဲ့အမောအားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်အပတ်စဉ် audio book လေးတွေကိုနားဆင်နိုင်ဖို့ channel လေးကို subscribe လုပ်သွားပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်